ဒါအနိချွေးမလေးပါချွေးမလေးကမနဲ့ပြန်မွေးတော့မှသမီးရေယောက်ျားလေးလားမိန်းကလေးလားပြပြလိုက်အောင်ဟွာပါအမွာနေဦးလေးကအမွာတားရေမိဖက်နဲ့မပါစေနဲ့အမေဝတ်ထားတယ်ဖက်နဲ့မလိုက်ဘူးတော့ငါသား နေပူတယ်မမြန်ပြောပါ အခုအမေတို့ဟောတော်ရောင်ကုန်ပြီအခုအနီတို့ရောက်နေတာပန်းချံမဟုတ်ဘူးနော်ဒါအနိချွေးမလေးကိုမွေးမဲ့ဆေးရုံရဲ့အပြင်ဘက်ပန်းချံပါတဲ့ဝရဏကြီးအကျယ်ကြီးကိုအနီငါးထားအနီလိုက်ပြမယ်လားသမီးလားကဲဝရဏပန်းချံတဲ့နေဝင်လာလို့ရှိရင်ဒီမှာခန်းကအကျယ်ကြီးဟိုမှာ TV တွေရောဒီမှာလည်းစပွဲကုန်ဒီမှာဗီဒီယိုလားသမီးလားဟိုမှာဒိုင်းနေရောလေးလိုက်ပြမယ် မခနားပါစေရော မသားရဲ့အမမကြီးတယ်တော့မီးဖွားတော့မယ်ဒီမှာအဲ့လိုလှုပ်ရှားပြီးမှဖွားရလွယ်တာငါသားရဲ့ မခွဲမွေးမှလေဘလို့ရော အတော်သူမိန်းမကိုချစ်တာမေရလေးချစ်တယ်နော်ချစ်မလေးကိုကဲဒီအခန်းလေးစင်တာမိသားစုဝင်နေလူနာဆောင်နေအိပ်ရမယ့်အခန်းလေးအပြင်ထွက်လိုက်တာနဲ့ဟာဒီမှာစင်တာဒိုင်းနေတော့အကျယ်ကြီးပဲထမင်းစားကန်တားလေးအမေလာရိုက်ပေးပါလားကွယ် မင်းကအမေရိုက်နေရမဟုတ်ဘူးလား ဟောအမေကဒီမှာစဖီနဲ့ရိုက်လို့ရှိရင်အခန်းကိုတေချာပြမရဘူးဟိုဘက်လဲလဲအမေပုံမပါဘူးဖြစ်နေတာရဲ့လာပါငါတားရဲ့ ဟုတ်မေဟုတ် မေ မြေအေးတားငယ်လို့လည်းမြန်လာငါချွေးမလေးစား ဟုတ်မေဘာစားပြီလေတပ်ပါပေးရမလဲ လေတခါတည်းတော့မဝယ်လာပဲနဲ့ မေခါမလက်ပြန်6နာရီခွဲခန်းလို့မှာနော် အေးနေပေါင်းဒါတွေကဘာတွေတော့သမီး အော်ဟိုကကလေးသမင်းစားတဲ့ဇပွဲလေးလေ ဟာတော့ကလေးကမနဲ့ပြမမွေးမအောင်အေးဒါတွေကအဝေးလို့တည်းမဝယ်နဲ့အမေဝယ်မယ်လို့ဒီလောက်ပြောနေအောင်ကွယ် ဘာဝယ်ရမှန်းမသိလို့မေ အမေလေးကအောင်မေဇက်ကြောင်းပြီးပြော ဟုတ်မေ ခိုင်ဘာခိုင်အမေကခုဒီပစ္စည်းတွေငွေရသေးဘူးလား ဟုတ်ကလေကျုံမဝဲအောင်လို့ပြောနေလေ ဟုတ်တော့ဟုတ်တယ်လေမလက်ပြန်မဲ့မွေးတော့မှကလေးကထွက်လာတော့မဲ့ဟာကြီးကို ကလေးပစ္စည်းတွေကိုကျုံမဝဲနဲ့တဲ့အမေပဲဝယ်ပေးမယ်တဲ့ အမေပြောင်းမဟဲ့ဒီမဲ့ပြမယ်ခဏအမေတင်တဲ့ဗီဒီယိုလေအမေတို့ရိုက်ထားတဲ့ဗီဒီယိုလေငါသမီးကြည့်ပြီလား ကြည့်ရတယ် အမလေးဒီမှာမှန်ထားတာအနီမွန်းရတဲ့စိတ်ထားကောင်းလိုက်တဲ့ရောက်ခမတဲ့နော်နောက်တစ်ခုကချွေးမနဲ့ရောက်ခမရွယ်လူတွေကြာနေရပဲအနီမွန်းနူးလိုက်တာတဲ့မလေးငါချွေးမလေးလည်းလှပါတယ်လို့ဒီမဲ့အနီမွန်းချွေးမပဲဖြစ်ချင်တော့တယ်တဲ့မရတော့ဘူးသားနှစ်ယောက်လုံးကစွန်သွားပြီမချွေးမတွေရနေပြီတဲ့နောက်တစ်ယောက်ကအနီမွန်းလို့ရောက်ခမရတာကမကောင်းဘူးတဲ့ဟဲ့သနာပါတယ်အဲ့လေးကိုဗီဒီယို reply လေးနဲ့ပြန်သားရဲ့တားငယ်ရဲ့ ရမေ ဘယ်လာထိုင်မရတာကြီးလေးတပုတ်လောက်ရိုက်ပြပါအောင်မလေးတားလေးနှစ်ယောက်ရှိတာတားကြီးကဖုန်းလို့ကင်မရာတော့ရိုက်ခိုင်းလို့ကိုမရအောင်တားငယ်လေးကအကုန်လုတ်ပေးတယ်ဒါလေးကတားငယ်လေးဒါလေးကချွေးမငယ်လေးတလောမှမင်္ဂလာဆောင်သွားတာသမီးဘလောက်နဲ့တင်တောင်းတာလဲပြောပြလိုက်ငါသမီးလေး ရှေ့ရ30သား3000ကားတစ်စီးပါရှင် ကဲနော်အနီမောကပြောအနီမောစကားဖြစ်မှာဒါချွေးမလေးကထွက်တာနော်ချွေးမလေးပြောတဲ့စကားအနီမောတို့လည်းချွေးမဖြစ်ပူပါတယ်ကံမကောင်းဒါမဲ့ကိုသားယူတယ်ကိုချွေးမကိုသမီးပဲနော်ဒါလေးဆိုလည်းဒါချွေးမအကြီးလေးနော် မိမနိုင်လဲမလို့လားတက်တော့တာဖြစ်အောင်ဘဝခိုင်းနဲ့တွားနေပါလား အေးစစ်စစ်နေချင်တော့ကိုမေမာနီလို့ ပြေးပါအဲ့ဆိုလည်းပြီးအောင်ဒါဆိုလန်းဆန်းဖြစ်တော့အောင်လို့ကြံလိုက်ကြိုက်ဖွင့်ထားတယ်နော် ကိုပြက်ပေး လေမန်နဲ့တူတွေကကြံဖန်ပြီးမန်လာသားရေတခါတည်း rap line ပြန်လာဟုတ်မယ်ဒီမဲ့မကြီးဆေးရုံအခန်းအကျယ်ကြီးအကောင်ကြီးတော့ဟုတ်ပါပြီတဲ့ကလေးပစ္စည်းတွေမတွေ့လို့တဲ့အနီမွန်းတို့ကအယူရှိတယ်မှာသားကြီးမွေးကြတဲ့အဲ့လိုမျိုးအနီမွန်းတို့ရောက်ခမတို့မေတို့ကပစ္စည်းတွေဆိုတာတဲ့ကြုံမဝဲခေါင်းကလေးမကြမ်းပါတတ်ဘူးတဲ့အဲ့ဒါမွေးပြီးရတဲ့ကောင်းပိတ်ဆိုတဲ့ဟာအနီမွန်းကဝဲပေးမှာတဲ့နော် ဒါလေးကတော့ဒုတိယကလေးလေးပါရှေ့ရကြလေးပါနော် ချစ်စရာကောင်းလိုက်တာငါကြီးလေး ဒီကညကြပါပါလေ ဒါလေးညောင်လေးဒါလေးမိတ်ကလေးတော့ဟဲ့တမီးအမေဖုံးအောင်တင်းရတီချမ်းမှတ်ထားတာဒိုင်ပါရဲ့အနီးရဲ့နော်ကလေးရေချိုးဆက်ပြရဲ့ဒိုင်ပါနေယူဘောနဲ့ယူမယ်ဒစိတ်အကောင်းဆုံးယူမယ်ဘယ်ကအကောင်းနေပဲသုံးမယ်အနီးလေးတွေယူမယ်အေးရပန်းအောင်နဲ့ပြအောင်လေးယူမယ်နော်မိန်းကလေးနဲ့ယောက်ျားလေးဆို wet tissue တွေလိုမယ်ရေချိုးဆက်ပြလေးလိုမယ်ဟယ်လို ဝယ်ပြီးလည်းမြန်ပြန်လာတော့ဒီမှာပစ္စည်းတွေကဘာမှဝယ်ရအောင်မဟုတ်ဘူး အေးပြီးပါပြီငါသားရဲ့အမလေးစရင်စရာနဲ့တိတိကျကျလောက်တာပါပြန်လာပြီအကုန်ဝယ်ပြီးပြီ ဟုတ် အမလေးဖွားမြင်လေး
ဖွာပြေးလေးဖွာလာပြီဒီမှာဖွာအကောင်ကိုဝယ်ခဲ့တယ်တဲ့ဒီမှာအနီးတွေမြေးတွေအတွက်ဒီမှာအိယာလေးတွေရောအစုံပါပဲလေးငိုလေးကဒီချိုးဆက်ပြဒိုင်ပါမဒီချိုးတဲ့စလုံးအစုံအန်နီဟိုကနိုးညစ်တဲ့ဆက်ကလေးရဲ့နိုးဘူးပေါင်းတဲ့ဆက်ကလေးလုံးမယ်နော် အော်ဆရာမအန်ဒီတော့မိခင်တို့ပဲတိုင်ပါ မိခင်တို့ပဲတိုင်ပါရှင်ဒါမဲ့လေးကလေးကအမွှာလေးဆိုတော့နိုးတိုက်လို့ရှိရင်အလင်းမရလို့နိုးညစ်တဲ့ဆက်ကလေးရဲ့နောက်ပြီးလို့ရှိရင်လေးတိုက်ပြီးသွားတဲ့အခါနိုးဘူးလေးတွေကိုဆေးပြီးတော့ပိုးတက်ပြီးပေါင်းဖို့အတွက်ဆက်ကလေးရဲ့လုံးပါရှင် အော်အန်ဒီတို့ခေတ္တကအဲ့အတယ်မရှိတော့မသိဘူးမောင်ဝဲတာပေါ့ဟိုကဘယ်မှာဝဲရမလဲ အန်ဒီတို့ဒါတွေဘယ်ရောက်ဝယ်လာလဲ Adu Baby House က အဲ့ဒီမှာရတယ်ရှင်အဲ့ဒီမှာလေတကယ်ပစ္စည်းအကောင်းစားလေးတွေအကုန်ရတယ်ဟုတ် ဟုတ်ပြီအဲ့ဆိုရင်အန်ဒီကိုတခါတော့ဝယ်မဲ့ဟာလေးပြောအန်ဒီကအလိုကတော့အတိအကျပဲပြော လိုမာတော့နိုးတိုက်ပေါ်လေးရဲ့ ခဏလေးပါ no ညစ်ဆက် no ညစ်ဆက်ကိုပြီးတော့ ပေါင်းတဲ့ဆက် no ဘူးပေါင်းဆက် ပြီးတော့နိုးတိုက်ပေါ်လေးရဲ့နောက်ပြီးတော့ပိုက်စီလေးရဲ့လိုသေးရဲ့နောက်ပြီးတော့လေ သမီးရေလိုဘူးပေါင်းဆက်လေးကို brand ကောင်းတာလေးတွေကပြပေးပါ ဒီဟုတ်တမို့စီမှာကတော့ဒီဒေါက်တာအစ္စလာနိုဘူးပေါင်းဆက်လေးရှိပါတယ်ရှင်။တမို့ဒီ ETU BB ဟောက်မှာဆိုလို့ရှိရင်တော့တုံးတဲ့ကိုယ်စလိန်ထားတဲ့ brand လေးဖြစ်တယ်ပေါ့နော်။ဟုတ်ကဲ့ဟုတ် ဒါလေးကဘယ်လိုသုံးရလဲ ဒါလေးကကြောက်လေးဒီကောင်လေးကိုရင်လုံးထည့်ပြီးတော့မှဒီထဲမှာရေလေးထည့်ရတာပါရှင်။ရေလေးထည့်ပြီးလို့ရှိရင်ဒီကောင်လေးကိုပြန်တက်ပြီးတော့ဒီထဲမှာနှုတ်ဘူးလေးထည့်ရတာပေါ့နော်။ပြီးကြလို့ရှိရင်တော့သူကဒီပေါ်လေးမှာနစ်ပဲခေါင်းလေးထည့်ပြီးတော့မှပလက်လေးထိုးပြီးတော့ဒီမှာပိုးလေးတက်ပေးလို့ရတယ်6ခံလို့ရတယ်ရှင်ဟုတ်။ပြီးကြရင်စာလေးနှုတ်လို့ရတယ်နှုတ်လေးလည်းနှုတ်လို့ရတယ်ရှင် ဒါလေးလည်းယူမယ် ဟုတ်ကဲ့ရှင် ပြီးရင်လေ no type body by c and no ညစ်ဆက်အဲ့လေးယူမယ် ဟုတ်ကဲ့ဟုတ် သမီးဒါလေးကဘာလေးလဲ ဟုတ်ဒီဒါလေးကကြောက်လေး print princess က WB ပိုးသက်ဆက်လေးပါရှင်ဟုတ်ဒါလေးလည်းရောင်းမှာ3ခုကောင်းနေနေရှင်ဟုတ် ဒါလေးလည်းထည့်လိုက် ဒါလေးလည်းထည့် ဒါကဘာလဲ အဲ့ဒါလေးကလည်းပိုးသက်ဆက်လေးပဲရှင်နေ ဒါငါမဘူးလောက်မွေးထားတဲ့သူတွေသုံးတာလား ဟုတ်သူကကြောက်တခြားဟို makeup brush တွေလည်းအဲ့လိုထည့်ပြီးတော့ပိုးသက်ပြရရှင် ဒီအကြီးဆိုတော့လေအညာငါမဘူးလောက်သုံးတဲ့ဟာလားလို့ဝယ်ခဲ့ပြီးဒီမှာလိုဘူးပေါင်းဆက် UV ပိုးတက်ဆက်တဲ့နှစ်ခုလုံးဝယ်ခဲ့တယ်ဆရာမရဲ့ဒီမှာဒါလေးက no type poly Dr. Isla တဲ့အကောင်းဆုံး brand တဲ့ဒီမှာဒါလေးကနှံ့ညစ်တဲ့ဆက်ကလေးပါဝယ်ခဲ့တယ်ဆရာမဒီမှာဒါလေးကလည်းမပိုက်စီ Dr. Isla ပဲဟုတ်ကဲ့ဒါလေးကချင်းပြည့်ဆက်ဒါလေးကနိုးညစ်ဆက်လည်းနှစ်ခုဝယ်ခဲ့တယ်ဆရာမ အဲ့ဒီဟုတ်နိုးညစ်ဆက်ကတစ်ခုဆိုရတယ်ရှင် အမွာလေးဆိုတော့လေဆရာမနှစ်ခုလုံးမလားလို့ အမွှာလေးလေးတစ်ခုဆိုရတယ် အမွာလေးမွေးထားတော့လေနှစ်ခုဝယ်တော့ ဟိုအနိဟိုဟာလေးဟိုနိုးဘူးလေးရောပါလာသေးလားရှင် အော်ဆီယမပေးတဲ့စရင်ထဲမှာနို့ဘူးပါဘူးလို့ဆရာ ဟုတ်နိုးညစ်ပြီးသွားပြီဆိုလို့ရှင်တော့နိုးဘူးလေးလေးထည့်တိုက်ရမှာဆိုတော့လေအန်တီတိလောက်မယ်ထင်လို့ အော်တော့ဝယ်တပြောင်း ပြန်ဝင်ရမှာရှင်ဟာ ဒီမဲ့ဖွားမြေးလေးတွေအတွက်ဒါလေးကတစ်ချက်သားနော်တစ်ချက်သားအချစ်ကလေးနှစ်ကွင်းစီလေးချက်သားဖွားမြေးလေးတွေအတွက်ဖွားပေးတာအမလေးငါမြေကူလေးတွေကျမ်းပါချက်ပါသေးဒီမဲ့ချွေးမလေးအတွက်ကစိန်ငကတဲ့တမိချိုက်လား ဒီတာဘောပြီ အေးဒီမှာနော်မိပြအနီမွန်ပြောတဲ့ line ပေါ်တိတ်မတင်ဖြစ်ဘူးမတွေ့တော့ဘူးတဲ့ဟုတ်တယ်ချစ်လေးတို့ရေနော်အနီမွန်ရောင်းတဲ့မြေကွက်တွေတိုက်ခန်းတွေလောက်ကလွှဲမှာကိုအချောင်းကိုမတင်ဖြစ်တော့အိမ်မှာလည်းမြေလေးအမွာ2ယောက်ကမှတောက်နဲ့တစ်နှစ်ကြော်ပြီလေမောတယ်အခုလည်းမချွေးမငယ်လေးမွေးပြီနော်ပစ္စည်းတွေလည်းတခါတဲ့ IG Baby House ကလည်းတခါတော့ဝယ်ထားလိုက်တော့တဲ့အမွာတဲ့ချစ်တို့ရေနှစ်ဖက်လုံးဘက်မျိုးဒီဘက်မျိုးအမွာမျိုးမရှိပါဘူးဘယ်နဲ့အကြောင်းအမွာတွေမွေးနေလဲကိုမသိတော့ပါဘူးကွယ် မေ ဟေးဟဲ့ကလေးတွေရော မပါဘူးမေထားခဲ့တယ်မနိုင်လို့ အော်အေးကောင်းတယ်ဟုတ်တော့ဘာတွေလာမှန်ထားပါလဲဘာတဲ့ချွေးမအကြီးတုံးပါတဲ့မြေးအမွာလေးရလို့ပျော်နေပြီးတော့ချွေးမအငယ်ကြတော့မြေးအမွာလေးရတာစိတ်မရှိတယ်လို့နဲ့တဲ့ချွေးမချင်းကိုခွဲကြတာလားတဲ့အရင်တော့ကတော့ရောက်ခမကောင်းဆိုမဲသူများအเจ้าဘာမသိညာမသိကြံဖန်ကဲ့ရီပြီးလိုက်ပြောနေတော့နေဦးမပြတ်တယ်အောင် ။ညာလေ line ပေါ် comment တွေအဲ့လောက်အာရုံမထားပါနဲ့။ဖြစ်နိုင်မေကို TikTok ကိုမသုံးစေချင်တော့ တော့
ငါဒီလို TikTok သုံးလို့ဒီလိုမြေကွက်တွေတိုက်ခန်းနေရောက်လို့နင်တို့ဒီလိုချမ်းချမ်းသာသာနေနိုင်တာလေ အဲ့ဒါတော့ဟုတ်တယ်လေဒါပေမဲ့အမေကအရင်နဲ့ကိုမတူတော့ဘူးလေတန်နေကချိုးချိုးအေးမဟုတ်တော့ကျန်းလာပြီသားတော်ကြောက်လာပြီ မလေးကြမ်းနိုင်မှာနော်မလေးဟိုလိုလေးပါအနီမောကဒီလိုလေးပါမရဘူးကန်းတက်တာမသိရင်သူတို့ထမင်းကျွေးထားသလိုပဲသူတို့တခုံးပြောကိုက9ခုလောက်ပြန်ကြမ်းနိုင်မှာအခုကမလေးမရဘူးတော့ဈေးလဲအဲ့လိုကြမ်းပြီးရောင်းမှရောင်းရတာဆမတစ်ချက်လေးလာပေးပါအောင် TikTok လေးတစ်ပုတ်လောက်ရိုက်ချင်လို့ဆရာမရဲ့ကဲဒီမဲ့ဒီဆရာမလေချွေးမအကြီးမွေးတော့တအားစိတ်ရှည်လို့ချွေးမငယ်မှလည်းဆရာမပဲလုပ်ပေးဆိုပြီးခေါ်ထားတာဘာခွဲထားချွေးမငယ်ရောချွေးမကြီးရောတူပဲဒီမဲ့ချွေးမငယ်နော်ချွေးမကြီးမွေးထားတဲ့အကောင်းဆုံးဆေးရောအကောင်းဆုံးအခါဒီနံပါတ်ကိုကြိုက်တော့ဒီနံပါတ်မှာပဲပြန်မွေးတာဟောအကျူ baby house မှာအစုံချွေးမကြီးမွေးတော့လည်းအကုန်ဝယ်ထားတာနော်ဘာလို့ကြိုဝယ်ထားလဲမမေးနဲ့နော်တခါတဲ့အပီအစီတေချာချာတောင်းစီအောင်လို့ကြိုဝယ်မဝယ်ကလေးကကျမ်းမာပြီးသားမလေးမအောင်မသိတယ်မလေးချွေးမကြီးတော့ကလေးမွေးတော့ရွှေပွေးတဲ့အငယ်မပေးမမနဲ့ပြန်မွေးတာနဲ့ရွှေပေးမအဖွားပေးမစိတ်နဲ့ကဘာတော့နေရမင်္ဂလာပါရှင် Edu Baby House ရဲ့ဆိုင်အမှတ်1ကိုအမှတ်86သူဓမ္မလမ်းမကြီး2ရက်ကွက် OSC နဲ့ရွှေလာမဲဆေးရုံကြားမယ်လမှုဖျားအနီးမြောက်ဥက္ကလာပမြို့နယ်မှာဖွင့်လှစ်ထားပါတယ်ရှင်ဆိုင်အမှတ်2ကိုတော့ဘိုးအောင်ကျော်လမ်းအောက်ဘလောက်ကြောက်တရားမြို့နယ်မှာဖွင့်လှစ်ထားပါတယ်ရှင်ဆိုင်အမှတ်3ကိုတော့ဝေဇယန္တာလမ်းမကြီးပေါ်4000ကန်လမ်းမအနီးမိချောင်းကန်1ရက်ကွက်တင်ငန်းကျွန်းမြို့နယ်မှာဖွင့်လှစ်ထားပါတယ်ရှင်မန္တလေးဆိုင်ရဲ့ဆိုင်လိပ်စာလေးကတော့29လမ်း8980ကြားမှာဖွင့်လှစ်ထားပါတယ်ရှင်။အရေးအသွေးအမြင့်ဆုံးကလေးအသုံးဆောင်ပစ္စည်းကို Edu Baby House မှာဝယ်ယူနိုင်ပါတယ်ရှင်။